မြန်မာငွေ900ရဲကိုသုံးပြီးကျွန်တော်တို့ဒီလိုခရမ်းသီးနဲ့တပကံရအောင်ဘလို့ချက်ကြမလဲခင်ဗျ900ရဲနဲ့ကတော့ဒီလိုဟင်းတစ်ခွက်ရဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးပေါ့နော်အစားပလိုက်နဲ့ဆိုရင်တော့အနည်းဆုံး1500လောက်တော့ကြာပါတယ်ခင်ဗျဒါပေမဲ့ပုံမှန်နှက်နေကြခရမ်းသီးကိုပဲသုံးမယ်ဆိုရင်လေဒီဟင်းတစ်ခွက်ရဖို့ဆိုရင်အနည်းဆုံးကုန်ကြစိတ်ကခရမ်းသီးပိုးတင်1500လောက်ရှိရဗျဒီတော့ကျွန်တော်ကကုန်ကြစိတ်ကိုဘလို့ချွေတာမလဲဆိုတော့ကျွန်တော်ကခရမ်းသီးပုံမှန်နှက်နေကြအလုံးကြီးကိုမနှက်ဖဲနဲ့ကျွန်တော်ပြုတ်သီးလေးတွေကို900ဝယ်လာပြီးနှစ်စားကြည့်မှာပါခင်ဗျခရမ်းသီးနှက်ကတော့လူတိုင်းချက်နေကြဟင်းတစ်ခွက်ဖြစ်ပါတယ်ခင်ဗျဒီတော့ကျွန်တော်ချက်တဲ့ပုံစံလေးတိုင်းပဲချက်လိုက်ပါတယ်ခင်ဗျတကယ်လို့ပူကောင်းတဲ့နီလန်းလေးရှိရင်လည်းကျွန်တော်ကိုဝေမျှပေးပါဦးနော်အဓိကဒီခရမ်းသီးနှက်မှာပေါ့နော်ချက်နီးထက်ကျွန်တော်ကဒီလိုပြုတ်သီးလေးတွေနဲ့ချက်ရင်လည်းအရသာရှိတဲ့အကြောင်းလေးကိုပြောပြချင်တာပါခင်ဗျအခုခရမ်းသီးပြုတ်သီးလေးတွေကတော့သူကပြုတ်ပြီးတော့ဒီတိုင်းအောင်စားတဲ့အတွက်အရသာကတော့ပိုချိုးတယ်ခင်ဗျပြီးလို့ရှိရင်အလုံးသေးတဲ့အတွက်နှက်တဲ့အချိန်မှာလည်းအနူးမြန်တဲ့အတွက်ပေါ့နော်အချိန်ကုန်သက်သာပါတယ်ခင်ဗျကုန်ကြစိတ်ကလည်းပုံမှန်နှက်သားနေတဲ့ခရမ်းသီးတွေထက်ဆိုင်ရင်ဈေးကလည်းထက်ဝက်မကသက်သာရတဲ့ပေါ့နော်ကုန်ကြစိတ်တွေကုန်စည်နှုန်းတွေတက်နေတဲ့အချိန်မှာလိုက်ပြီးတော့ချက်စားတဲ့ဟင်းတစ်ခွက်ပါနော်နောက်ရကြရင်ကျွန်တော်ရွှေတောင်ခောက်ဆွဲလို့အများကသိတယ်ရွှေတောင်မျိုးစတိုင်အုံနှုတ်ခောက်ဆွဲအများသာချက်နီးလေးကိုတင်ပေးမှဖြစ်လို့ကျွန်တော်အကောင့်လေးကိုစောင့်ကြည့်ပေးပါဦးနော်မတူကွဲပြားတဲ့ဟင်းချက်နီးလေးတွေကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်အကောင့်လေးကို follow ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ